အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Fast ပါဗျကဲဒီနေ့မှာတော့ကျွန်တော်ရဲ့နောက်ထပ် game play လေးတစ်ခုအနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့ကျွန်တော်ကဘယ်လိုကိုရှင်ကေကို game play လေးနဲ့အတူတက်အန်ထွတ်ကိုရှင်ကန်နီကိုအနေငယ်ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့တောင်းဆိုပါတယ်ဗျဗီဒီယိုလေးမစခင်ကျွန်တော်ကျန်းသားတဲ့ highlight လေးကိုအနေငယ်ကြည့်သွားဖို့တောင်းဆိုပါတယ်ဗျကဲ intro မှာတွေ့တဲ့အတိုင်းပဲကိုရှင်ရဲ့ freestyle အနေနဲ့အတူကဲဒီဗီဒီယိုလေးရဲ့ game လေးကိုအချိန်လေးမဆွဲပဲစလိုက်ကြရအောင်ကဲဒီနေ့မှာတော့ကျွန်တော်ကကိုရှင် game လေးနဲ့အတူတက်အန်ထွတ်နဲ့ကိုရှင်ကိုင်လေးကိုဘယ်လိုလုပ်အတွက်အလွယ်ကူတော့ရိုးရှင်းလို့ဒီနဲ့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and comment လေးနဲ့ subscribe လေးပါနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ကျွန်တော်ကဒီပွဲမှာဆိုကျွန်တော် mail လိန်ထွက်ခဲ့ပါတယ်ကဲပထမဆုံးတစ်ခုပြောချင်တာကဘယ်လိုအနေနဲ့ကိုရှင်းကင်တော့မယ်ဆိုရင်ဘယ်လိုအနေနဲ့ကင်မဲ့ rule ကအဓိကကိုကကင်တဲ့ rule ကဥမာ support တို့တန်တို့ကင်မယ်ဆိုရင်ကိုရှင်းကိုခုပဲစထိုင်မှုဆိုတာလုံးဝကိုခက်ခဲတဲ့အရာတစ်ခုပါကဲဘရိုနဲ့အားကြောင့်မို့mix roll တဲ့ကင်နေဆိုရင်တော့မှဥပမာအဲ့လိုမျိုးအလှုပ်ရွာဆော့ရတဲ့ဆက်လီနာတို့ပါတို့ကန်ဘူးတဲ့အချိန်မှာကန်တတ်မှကိုရှင်းကိုကျင်ရတာအနည်းဆုံး1ရက်2ရက်လောက်နဲ့မြန်မြန်တက်ပါဖြစ်ပါရဲ့ဗျကဲဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်ကိုရှင်းရဲ့စကေးအကြောင်းတွေကိုကျွန်တော်ရှင်းပြပါမယ်ဗျကိုရှင်းရဲ့စကေးတွေကတော့ဥပမာပထမစပြောရမယ်ဆိုရင်သူရဲ့ပတ်စကကြတော့4 step ပါရဲ့ဗျ4 step အပြည့်ဆိုရင် enemy ကတွဲနေလေကိုရဲ့ခုတ်လိုက်တဲ့ physical attack ရဲ့ပတ်စပါရဲ့ damage ကပို့ပြီးတော့ထွက်ပါရဲ့ဗျ enemy တွဲများနေတော့ပတ်စကတိတ် damage မထွက်ပါဘူးဗျပြောရရင်သူက execute နဲ့တူပါရဲ့ကဲဒါဆိုရင်သူ့ရဲ့စကေး1ဓာတ်ကိုအရှိကိုပြစ်လိုက်မယ်ထိသွားရင် enemy ဆိုရင်အောက်မှာ marking အမှတ်လေးပေါ်လာမယ်ပြီးရင်အဲ့ range အတွင်းရှိတဲ့ enemy ကိုမှလိုက်လို့ရမှာဖြစ်ပါတယ် range ကျဲပါပဲဆိုရင်အဲ့ enemy ကိုလိုက်လို့ရတော့မှာမဟုတ်ပါဘူးကဲစကေး2ကတော့အားလုံးပဲသိပြကြပြီဖြစ်ပါတယ်စကေး2ကတော့သူ့ရဲ့ဓာတ်ကို9ချောင်းလောက်ကိုအရှိကိုထည့်ပြလိုက်မှာဖြစ်ပါတယ်အဲ့ဓာတ်9ချောင်းပြစ်တဲ့ဟာမှာလည်းအရန်ကိုရေးကြည့်ပါတယ်ဓာတ်9ချောင်းကကိုရှင်နဲ့နီးနေတော့ဒါမဲ့ပို့ထွက်မှာဖြစ်ပြီးတော့ကိုရှင်နဲ့ range အနေငယ်กว่าနေတော့ damage ကတိတ်မထိပါဘူး။ဥပမာကျွန်တော်ပြောချင်တာကဒါ9ချောင်းလုံးထိရင်ပို damage ထွက်ပါတယ်။တစ်ချောင်းနဲ့ထိ damage ကတိတ်မထွက်ပါဘူး။ကဲခုနကျွန်တော်ပြောရတဲ့အထဲမှာ passive ရဲ့အလုံးလုံးပုံကျွန်တော်ပြောပြဖို့မိသွားပါတယ်။ခုဆိုရင် passive ရဲ့အလုံးလုံးပုံကသူက skill တစ်ခု3ပြီးတိုင်1 step ရပါတယ်။ဥပမာ pro အနေနဲ့ skill 1တော့3 skill 2တော့1 step ရပါတယ်။4 step အများဖြစ်ချင် enemy 1ထိအောင်3ပြီးရင်2ပြက်လိုက်1 2ဝင်သွားရင်4 step အပြည့်ရပါပြီကဲဒါဆိုရင်ကျွန်တော် ultimate အကြောင်းပြောလိုက်ရအောင် ultimate အကြောင်းကသူ့ရဲ့ ultimate ကတော့သူကflick ကတဘောမျိုးဖြစ်ပါတယ်နည်းနည်း brain အကွာဝေးအကျယ်ယူကိုသူကခုံသွားလို့ရပါတယ်ခုံသွားပြီးရင်သူ့ရဲ့1 2 scale 1နဲ့2နဲ့က3မီတာဆိုရင်နောက်ထပ်6တောင်းအမြန်ချက်ချင်းတုံးလို့ရပါတယ်
ကဲဒါဆိုအဲ့လိုမျိုးနေရနေတဲ့ကြော်သွားလို့ရရဲသူရဲ့ AD make ကဲဒီလောက်ဆိုဘရိုအနေနဲ့ကိုရှင်းရဲ့စကေးတွေပတ်စစ်တွေအကြောင်းကိုတော်တော်များများနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျကဲဘရိုအနေနဲ့ဒါဆိုရင်ကိုရှင်းကိုဒီထက်မကပို့ပြီးတော့သိချင်တယ်ဆိုရင်ကျွန်တော်ကိုရှင်း guide လုပ်ပေးထားရှိပါတယ်အဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ comment link မှာချပေးထားပါတယ်ဗျဒါပေမဲ့ဒီအဲ့ဗီဒီယိုကကျွန်တော်အတမတွင်းပဲစာနဲ့လုပ်ပေးထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ဘရိုအနေနဲ့ကြည့်ရတဲ့အခါနည်းနည်းအခက်တွေ့တတ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ကိုရှင်းရဲ့ guide ကိုအများဆုံးနဲ့အတိအကျဆုံးဖြစ်အောင်ကျွန်တော်အားတဲ့ချိန်ကြရင်လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ထားဖို့တိုက်တွန်းလုပ်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့စကေးတွေအကြောင်းပြီးသွားပြီဆိုတော့ကွန်ဘိုလေးအကြောင်းကြီးဆက်လက်ကြရအောင်အခုကျွန်တော်ပြမယ့်ကွန်ဘိုကတော့စကေး2 Ultimate စကေး1စကေး2စကေး1စကေး2ဖြစ်ပါတယ်ဗျကျွန်တော်ဒီမှာဆိုတစ်ခုပြောချင်ပါတယ်ဗျတချို့ပလေယာတွေဆိုရင်အဲ့ဒီနေရာမှာစကေး2စကေး2နှစ်ခါသုံးမှာဖြစ်ပါတယ်ဒါပဲလို့ဆိုတော့ကျွန်တော်ကဒီမှာစကေး2မသုံးရတဲ့အချက်ကကျွန်တော်ဟိုအရင်နောက်ကဗီဒီယိုတွေမှာလည်းကျွန်တော်ပြောဖို့ပါတယ်ဗျကိုရှင်းမာယာအဓိကတစ်ခုကသူ့ရဲ့စကေး1မှာဗျစကေး1ထိမှာဘလို့အနေနဲ့နောက်ထပ်ကွန်ဘိုတွေကိုကိုသုံးနိုင်တယ်လို့သုံးနိုင်တော့ကွန်ဘိုတွေကထွက်မှာဖြစ်တဲ့အတွက်သူ့ရဲ့စကေး1လာမထင်ဘူးအနေနဲ့ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူးဗျဒါကြောင့်မို့ကျွန်တော်က enemy ကိုလည်းမလွတ်စေချင်ဘူးကိုကလည်းဓာတ်တွေကိုတေချာသိမ်းအောင်စကေး1ကိုအရင်ဖြစ်တာဖြစ်ပါဗျသူအနေနဲ့ဖလေကာပဲပြပြကိုကအနောက်ကနေစကေး1နဲ့ထပ်လိုက်ပြီးတော့အကောင်လေးကိုကေးရအောင်လုပ်လို့ရပါတယ်ဗျကဲဒါဆိုကျွန်တော်ခုနကပြောချင်တဲ့လူရင်းကတော့ pro အနေနဲ့စကေး2သုံးပြီးနောက်ထပ် AD သုံးမယ်ဆိုနောက်ထပ်စကေး2ကိုထပ်မသုံးဖို့တတိပေးရဖြစ်ပါဗျစကေး1ကိုတော့အားထားပြီးတော့သုံးစေချင်တယ်ဒါပေမဲ့လည်းကိုယ့်ရဲ့အခြေအနေကိုကြည့်ပြီးတော့သုံးစေချင်ပါဗျခုနကတော့ဆိုရင်ကျွန်တော် fan အနေနဲ့ကျွန်တော်လည်းကလုံးဝကိုဒီနေ့ကပါဗျအဲ့ချိန်ကျကျွန်တော်စကေး1အရင်ပြလိုက်ရင်သူကကျွန်တော်ကိုနေရနဲ့ပုတ်ပြီးကတ်တော့ပိုင်းဝနိုင်ပါဗျဒါကြောင့်မို့ကျွန်တော်စကေး2စကေး2 1 2အဲ့လိုမျိုးသုံးလိုက်တာဖြစ်ပါဗျဒါဆိုရင်ကိုရှင်းကိုဘယ်လိုစကေးတွေတုံးရမယ်သူ့ရဲ့ကွန်ဘိုတွေပတ်စစ်တွေစကေးတွေအကြောင်းဘရိုအနေနဲ့တော်တော်ဆော့ဆော့လေးလေးနဲ့တပေါ်ပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်အချင်းချုပ်ပြောပါမယ်အချင်းချုပ်ကဘရိုအနေနဲ့ကိုရှင်းကိုအရင်ဆုံးကန်တက်ချင်ရဆိုအရင်ဆုံးဘာမှမတွေ့ပါနဲ့ဘရိုအနေနဲ့ကလပ်ဆက်မှာတွားထွင်းလိုက်ပါကလပ်ဆက်ကိုမတွားခင်အရင်ဆုံးဘရိုအနေနဲ့အစဲမခံအောင်ကျွန်တော်တခုပြောချင်ပါဗျကလပ်ဆက်ကိုအရင်တွားခင်ကိုကကိုကတ်စတမ်မှာတေချာသွားထွင်းဖို့ကိုကျွန်တော်ပြောချင်ပါဗျဘာဖြစ်လဲဆိုတော့ချက်ချင်းကိုက run ကိုကလပ်စစ်တို့သွားလိုက်ပဲဆိုတော့ဘရိုအနေနဲ့ပွဲထဲမှာတော့ဓာတ်ကောက်ဖို့ဆိုတာကနည်းနည်းရှာကိုင်လို့မရရဲ့ဗျကျွန်တော်ပြောချင်တာကအရင်ဆုံးသွားလေ့ကျင့်လိုက်ကလပ်စစ်မသွားခင်ကိုtraining မှာလုံးဝအချိန်ပေးလိုက်ပါ9မိနစ်10မိနစ်ပါပဲ9မိနစ်10မိနစ်လောက်အချိန်ပေးလိုက်ပါဘရိုအနေနဲ့လက်လေးသွေးပူသွားရပါဗျလက်သွေးပူသွားတဲ့အခါကိုကပို့ပြီးတော့ပွဲထဲမှာ strong ဖြစ်မယ်ပို့ပြီးတော့ဓာတ်တွေပို့ပြနိုင်မှာပေါ့ကဲပြီးတော့ဒီ question ဆိုတဲ့ video ကလည်းဘယ်မတာမဆိုလုံးဝကိုမတာမဝင်တော့မှသူ့ဟာနဲ့သူ damage ကရှိတဲ့လောက်ရှိပြီးတော့ enemy တွေကိုလုံးဝကို support တိုက်လို့ကောင်းတယ် assassin တကောင်လည်းဖြစ်ပါရဲ့ဗျဒါကြောင့်မို့ bro အနေနဲ့ကန်ကြတာဖို့ရောလိုပါရဲ့ဒါကြောင့် run နေပါတင်တဲ့ခါကျရင်လုံးဝကိုအကျုံးဝင်ပါရဲ့ဗျကဲတခါကျရင်တချို့ဘဲတွေကြောက်လဲ sortie ချင်းတော့ကင်ဖို့ဗျလေ့ကျင့်ထားပေါ့ဟုတ်တယ်မလား ကဲဒါဆိုရင်ဘရိုအနေနဲ့ကိုရှင်းရဲ့စကေးတွေကွန်ဘိုတွေပတ်စစ်တွေအကြောင်းကိုတေချာနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်ပြောနေပါရဲ့ဗျကဲဒါဆိုရင်ဘရိုအနေနဲ့အချင်းချုပ်ပြောမယ်ဗျအချင်းချုပ်ပြောရင်ဘရိုအနေနဲ့ကိုနဲ့ enemy နဲ့နီးနေဓာတ်ကိုအရင်ပြကိုနဲ့ enemy နဲ့ဝေးရလုံးဝဒီကောင်းပါလေဖလက်ကစပယ်ဆိုရပါရှိဖလက်စကေးတွေမျိုးရှောင်းလို့ကောင်းနေဆိုရင်ဘရိုအနေနဲ့စကေး1ကိုတေချာထိအောင်ပြပါတခုပြောချင်ပါစကေး1ကိုဘရိုအနေနဲ့ auto aim မတုံးပါနဲ့ဗျ auto aim မတုံးပါနဲ့ auto aim ကလုံးဝကိုနောက်လုံးဝကိုအထောက်ကိုမပြုပါဘူးဗျကျွန်တော်ပြောချင်တာ auto aim မတုံးပါနဲ့ auto aim မတုံးမယ်နဲ့ကိုယ့်အကူစကေး1button လေးကိုလုံးဝကိုအဲ့လိုမျိုးဆွဲပြီးပြတ်ပါဗျအဲ့လိုမျိုး auto aim တစ်ချက်နှိပ်ပြီးတော့ထားမှပြတ်ပါနဲ့အဲ့ဒါကနောက်ပိုင်းဘရိုအနေနဲ့ဆော့တာများသွားတဲ့ခါကျရင်တိလာပါလိမ့်မယ်ဗျကဲဒါဆိုရင် enemy နဲ့ကိုနဲ့နီးနေဓာတ်အရင်ပြစ်မယ် enemy နဲ့ကိုနဲ့ဝေးနေစကေး1ကိုအရင်ပြစ်ပါမယ်ဗျဓာတ်ဆိုနှစ်ခုကရောနေပါဆိုလို့ပါစကေး2အရင်ပြစ်မယ် enemy နဲ့နီးစကေး2 enemy နဲ့ဝေးနေစကေး1ဟုတ်ပြီနော်
ကဲပြီးတော့နောက်တစ်ခုရှိသေးတာက enemy ကိုဓာတ်ပြန်ကောက်တော့မယ်ဆိုရင်ဘယ်လိုအနေနဲ့ဟိုကိုနဲ့ enemy နဲ့ကနီးနေရဆိုရင်တော့စကေးဝအရင်မသွားနဲ့စကေးတူသွားလိုက်အဲ့မှာဓာတ်လာစကေးဝမသွားနဲ့စကေးတူပဲသွားကိုနဲ့ enemy နီးနေစကေးတူကိုနဲ့ enemy ရောက်ဝေးနေဓာတ်နဲ့လည်းအကွာဝေးကိုကြည့်ဘယ်လိုနေလဲအဲ့လိုမျိုးenemy နဲ့ကိုနဲ့လည်းဝေးရဓာတ်နဲ့လည်းအကွာဝေးဆို1ရင်သွားပြီးတော့မှ2နဲ့နှုတ်တယ်အဲ့ဒါမှာကိုအနောက်မှာဓာတ်တွေကလိုက်လာမှာဖြစ်ပါရဲ့ဗျဓာတ်တို့ကျွန်တော်ပြောနေလဲဘယ်လိုအနေနဲ့တွေ့ရမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော် guide ကြမှာပဲကျွန်တော်အသေးစိတ်နဲ့တကယ်ရှင်းပြပြီးတော့မှာဖြစ်ပါရဲ့ဗျဒါကြောင့်မို့ကျွန်တော်ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလုပ်ပါရဲ့ဗျကဲဒါဆိုရင်ဗီဒီယိုလေးရတဲ့အရန်ရှင်းနေပါရဲ့ဗျဂိမ်းလေးကိုဆက်ကြည့်ပြီးတော့ဗီဒီယိုလေးကိုတင်လိုက်ကြအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့ရင် like and comment လေးနဲ့ subscribe လေးပါနှိပ်ခဲ့ဖို့တောင်းဆိုပါဗျကဲဒါဆိုရင်ကျွန်တော်နောက်နေ့ကျရင်လည်းနောက်ထပ်အကောင့်စားအချမ်းစား game လေးတွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါမယ်ဗျကဲဒါဆိုရင် run ကလည်းကုန်လုံးမှာဖြစ်တဲ့အတွက် bro တွေနဲ့ bro တို့မှန်းထားတဲ့ run ကိုရောက်ပြီးသွားကြပြီလားဗျကဲဒါဆိုရင်ကျွန်တော်ရဲ့ comment မှာလာရောက်ပြီးတော့ကြွားလို့ရပါတယ်ဗျဟဲထားတာပါဗျကဲဒါဆိုရင်နောက်မှပဲပြန်တွေ့ကြရပါဗျာအားလုံးပဲ bye bye